ဆိုလာဒူဗီကအပိုင်း60နှစ်ဒီဘက်မှာရွှေမော်ကိုင်းဟာလုံးဝထက်တယောက်တည်းကိုတိုက်စစ်အတွက်ဥတီထားပြီးအသင်းရဲ့အဓိကဗျူဟာမှုဖြစ်တဲ့ဝိနာကိုကြံအသင်းသားတွေကနေကာကွယ်ပေးမဲ့ကစားကွက်ကိုခင်းညစ်ထားခဲ့ပြီးတော့ရောက်ကလည်းရွှေမော်ကိုင်းတရားသူတို့ရဲ့အဓိကဗျူဟာမှုကိုလုံးကျော်အောင်ရင်လုပ်ပြီးထန်ကိုင်းရဲ့အဓိကဗျူဟာမှုတစ်ဖြစ်လေအဓိကထိပ်ဝိညာဉ်ဆရာဖြစ်တဲ့သူ့ကိုတားကထားတိုက်ခိုက်မယ်ဆိုတာကိုကြိုတင်ခံမှန်းမိထားတာကြောင့်ထောက်လိုင်းဝိညာဉ်ရေးဆောက်ကိုထုတ်သုံးဟာသူ့ကိုယ်သူအပြည့်အဝကာကွယ်ဖို့လုပ်ပါတယ်ရှီထိုင်ရတဲ့အဆိုပါမြေကိုမြင်လိုက်ရချိန်မှာရောစီမှာဘလို့ဖြစ်ပြီးမြေပြင်ထောက်လိုင်းဝိညာဉ်ရေးတန်ဆေးကိုလိုမျိုးဤပညာမြင့်ပစ္စည်းရှိနေရလဲဆိုပြီးတော့ကျင်းုံချက်ကိုမေးဖို့ထုတ်ပါတယ်တကယ်ဆိုမြေပြင်ထောက်လိုင်းဝိညာဉ်ရေးတန်ဆေးကနီလာတိုင်းပြည်ရဲ့အစိမ့်မြင့်လှုပ်ဝက်ထိတ်တန်းဝိညာဉ်ရေးဤပညာဖြစ်တာမို့အခုလိုမျိုးတိုင်းတစ်ပါးသားရောစီမှာရှိနေတာဟာသူတို့တိုင်းပြည်ရဲ့ဤပညာလုံခြုံရေးကျိုးပေါက်နေရလားဆိုတဲ့အတွေးမျိုးတွေရှီထိုင်ရစီကိုဝင်နေစီခဲ့တာပဲဖြစ်ပါတယ်ကျင်းုံချန်ကလည်းတိကျပေါက်သူတို့စီကနှုတ်ထက်သွားတဲ့စွမ်းကြီးဝိုင်းရဲ့လက်ရဆိုတာကိုသဘောပေါက်လိုက်ပြီးဒီကိစ္စသူတို့တိုင်းပြည်ကိုတစ္ဆာပေါက်သွားတဲ့သူဒေသနာခေါင်းဆောင်ရဲ့လုပ်ရဖြစ်နိုင်ကြောင်းရှီတိုင်းရန်ကိုတင်မြကပြိုင်ပွဲပြီးဆုံးသွားတာနဲ့ဒီကိစ္စအတွက်တေချာပေါက်ဖြည့်ရှင်းချက်ပေးမှဖြစ်ကြောင်းရှီတိုင်းရန်ရဲ့အမျက်ဒေါသကိုကြောက်လွန်းလို့ချွေးစီချွေးပေါက်တွေကြာရင်ရှောက်တင်နေခဲ့ပါတယ်ရှီတိုင်းရန်ကတော့ကြုံကြံဖောင်းတာတော်တော်များနေပြီဆိုပေမဲ့နီလာတိုင်းပြည်ရဲ့ကြီးမြတ်တဲ့ဝိညာဉ်ရေးဆရာတအုပ်ဖြစ်တာမို့အခုတစ်ချိန်မှလည်းခွင့်လွှတ်ပေးခဲ့ပြီးစိတ်ထဲမှာတော့ကြုံကြံကိုအမုန်းကျင့်စိတ်တွေတဖွာဖွာဖြစ်ပေါ်နေခဲ့ပါတယ်တစ်ဖက်ကပြင်မဲ့ကွန်းထဲမှာတော့ရောပါသူ့ရဲ့မြေပြင်ထောင်လိုင်းဝိညာဉ်ရေးတပ်စစ်ကိုသုံးပြီးအလင်းပုံးတွေကိုရွှေမော်ခိုင်းသားစီကိုပြစ်လွတ်လိုက်ပြီးတစ်ဖက်အတင်းသားတွေရဲ့အမြင်အာရုံကိုခဏတာပိတ်ဆို့လိုက်ပါတယ်အဲ့ဒီချိန်တော့မှပဲသူ့ရဲ့စိတ်ဝိညာဉ်ထောင်လန်းခြင်းနဲ့စိတ်ဝိညာဉ်မျှဝေခြင်းရဲ့အကူအညီနဲ့လက်သေးလုံးကိုထောက်ပံ့ပေးပြီးအမြင်အာရုံဝေဝါးနေတဲ့ပြိုင်ပွဲအတင်းသားတွေကိုတိုက်ခိုက်ခိုင်းပါတယ်သူတို့ရဲ့အကြံစီအထီးအောင်မှုရှိရဆိုပေမဲ့ရုပ်မထင်မှတ်ထားမိတာကတော့လောချန်ဝေနိုင်အကူအညီကြောင့်အမြင်အာရုံကိုသုံးလို့မရတော့ဘူးဆိုရင်တော့တိုက်ခိုက်နေဆိုရှိနေသေးတယ်ဆိုတာကိုပါပဲဒါကြောင့်မို့ပဲလောချန်သူစီကိုဝိုင်းလာနေတဲ့ပြီးတို့ကိုပြန်လဲတိုက်ခိုက်နိုင်ခဲ့ပြီးအခုလိုမျိုးအလင်းပုံးစာကိုမိထားတာတောင်သူတို့အတင်းသားတွေကိုတိတိကျကျပြန်လဲတိုက်ခိုက်ပြနိုင်ခဲ့တဲ့သူ့ရဲ့လုပ်ရဟာရော့ကိုအတော်လေးကိုအံ့အားသင့်သွားစေခဲ့ပါတယ်။တရားပေါက်လောချန်ကိုစိတ်ဆွမ်းရည်တစ်ခုနဲ့ပူညီတဲ့သူရှိမယ်ဆိုတာကိုရော့တယောက်ခံမှန်းမိလိုက်တာကြောင့်သူ့ရဲ့စိတ်ဝိညာဉ်တုံခါချင်းစွမ်းရည်ကိုသုံးလိုက်ပါတယ်။အဲဒီချိန်မှာပဲဝိညာဉ်တယောက်ပုံပြတ်သွားတာကိုမြင်လိုက်ရပြီ။တရားပေါက်သူမအမွာတိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားတဲ့ဝိညာဉ်စရာတယောက်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့ခရမ်းတဲ့အလေးနဲ့စိတ်မျက်လုံးတိုင်းဝိညာဉ်ရဲ့စွမ်းရည်တွေကိုပေါင်းဆက်ဝိညာဉ်ရဲ့ကိုယ်ပေါ်ကိုဖောက်ထွင်းကြည့်လိုက်ချိန်မှာပဲသူမဟာအုံတော်အမျိုးသားပန်တီတိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားတယ်ဆိုတာကိုသိလိုက်ရပြီးတော့ပန်တီတိုင်းဝိညာဉ်ကလူခန္ဓာကိုယ်ရဲ့အထူးအစိပ်ပိုင်းဖြစ်တယ်ပုံမအစွမ်းတက်လီပဲဆိုတဲ့မူဟန်ပြောသွားတဲ့စကားတွေကိုပြန်လဲအမှတ်ရလိုက်သလိုလောချန်တယောက်အလင်းဘုံရဲ့တိုက်ခိုက်ချက်ကနေရုံးထွက်ပြီးပြန်လဲတိုက်ခိုက်နေရတဲ့အကြောင်းရင်းကိုလည်းသဘောပေါက်လိုက်ပါတယ်။ဒါပေမဲ့လည်းကျန်တဲ့ရွှေမော်ခိုင်းသားတွေအလင်းဘုံကကြောင့်အမြင်အာရုံဝေဝါးသွားခဲ့တာမို့ဝိညာဉ်ရဲ့အုံတော်ပန်တီတိုင်းဝိညာဉ်လူတယောက်တည်းကိုပဲထောက်ပံ့ပေးလို့ရတာမျိုးဖြစ်ကြောင်းရော့တို့အားလုံးနားလေလိုက်ကြပြီ။ဝိညာဉ်ကလည်းသူမရဲ့လူ့ဘက်ချက်ကိုထန်ခိုင်းတည်သွားပြီဆိုတာကိုနားလေလိုက်ချင်းမှာပဲထန်ခိုင်းရဲ့အဓိကထိန်းချုပ်ဝိညာဉ်ဆရာရော့ကိုအဓိကစွမ်းရည်သုံးပြီးအရင်ဆုံးရှင်းပြဖို့လောချန်ကိုညွှန်ကြားနေခဲ့ပါတယ်။လောချန်ဂျမာမိတ်ဖိတ်ဆိုင်ရဲ့အစိတ်တွေသူ့ကိုယ်တော့မှကြံရှိနေသေးတာမို့သူ့ရဲ့စွမ်းအားကြီးသောတက်ခွက်ကိုထုံသုံးလို့မရနိုင်ဘူးဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်မူလအနေထားကိုပြောင်းပြန်လည်လှုပ်ဆောင်နေစဉ်မှာသူ့အတွက်အချိန်နဲ့ငယ်ဆွဲထားပေးဖို့အသင်းသားအားလုံးကိုတောင်းဆိုလိုက်ပါတယ်။ရော့တို့ကလည်းပြန်မဲ့လာတိုက်ခိုက်တာကိုစောင့်မနေချင်ကြတာကြောင့်အရင်ဆုံးဥအောင်တိုက်ခိုက်ဖို့လုပ်ခဲ့ကြပြီ။အရင်ဆုံးရှောင်းရှောင်းဟာသူမရဲ့ဝိညာဉ်ကိုစွန့်ရင်နဲ့ရှောင်းမော်ခိုင်းသားတွေကိုဖိနှိပ်ထိန်းချုပ်လိုက်ပြီးတော့ရှီဆိုင်ရှီကသူ့ရဲ့ရှောင်းပိုင်တဲ့ထပ်မံအားပေးပေးပါတယ်။ပေးကလည်းသူတို့တဲကိုပေါအောင်ပူးပေါင်းလာခဲ့ပြီးရော့ကပါသူ့ရဲ့အဆုလိုက်ပြုံလိုက်နေကိုချင်းစွန့်ရင်ကိုထပ်ပေါင်းထည့်ပေးခဲ့ပါတယ်။အချိန်နဲ့တိတ်မှန်တော့တာကိုခန်းစားမိလာတဲ့ဝိညာဉ်တယောက်လောချန်အင်အားပြေဝသောအနေထားကိုမြင်ပြန်ရောက်စေနိုင်ဖို့သူမရဲ့ကြာမတိုင်းဝိညာဉ်ကိုထုတ်လိုက်ပြီးလောချန်ကိုအားပေးပေးပါတယ်။ကျန်ရှောင်းမော်ခိုင်းသားတွေကလည်းလောချန်နဲ့ဝိညာဉ်ကိုထန်ခိုင်းသားတွေရဲ့တိုက်ခိုက်မှုကနေအစွမ်းကုန်သို့ကာကွယ်ပေးဖို့လုပ်ခဲ့ကြပြီးနှစ်ဖက်အသင်းသားတွေရေကုန်ရေကန်းအားပြန်ကြပါတယ်။အဲ့ချိန်မှာပဲအောင်ချန်ဟာသူ့ရဲ့စွမ်းအားပြေဝသောအနေထားကိုပြန်လည်ရောက်ရှိသွားခဲ့ပြီးရှောင်းရှောင်းရဲ့သုံးဖို့ချင်းပေအိုးကိုပြန်လည်ဖိတ်ရှားပစ်လိုက်ပါတယ်။ပြန်တဲ့သူ့ရဲ့ဒုတိယအချိန်နိုးထမှုကိုထုတ်သုံးကရော့ထုတ်တသိန်းလုံးကိုဒရက်ဆက်ထိုးစစ်ဆင်လိုက်ပြီးဖျို့ဖျက်အောင်လုပ်ကဒရက်တဲ့ဆိုလိုပဲတယောက်တည်းအဖော်မဲ့သွားပြီးဖြစ်တဲ့ရော့ကိုရွတ်သွနဲ့ဖျားကုတ်ချက်နဲ့တိုက်ခိုက်ပါတယ်။ရွတ်သွနဲ့ဖျားကုတ်ချက်ကြောင့်ရော့စီးနေတဲ့မြေပြင်ထောင်လိုင်းဝိညာဉ်ရေးတပ်ဆက်ရုပ်ကြီးတစ်ခုလုံးဒသစီဖြစ်သွားခဲ့ရပြီးပွဲကြီးနေတဲ့သူတွေအားလုံးရော့တခါတည်းပြုတ်ပြီးအထင်းနဲ့စိတ်မကောင်းဖြစ်သူကစိတ်မကောင်းဖြစ်ကြိတ်ပြောနေတဲ့သူတွေကကြိတ်ပြောနေပွဲကြီးစင်မော်ကလူတွေခံစားချက်တွေဘလောင်စုနေခဲ့ကြပါတယ်။ရော့ကတော့အေးဆေးပဲဟဲ့အောင်ဆိုတဲ့မျက်နှာထားနေအပြည့်စည်းတွေကြားထဲကနေပြန်ထွက်လာခဲ့ပြီးသူမတည်သေးဘူးဆိုတာကိုပြသခဲ့ပါတယ်။တကယ်တော့ရော့ကခြိုက်သူရဲ့ပြင်သမားမဲ့ဝိညာဉ်ကိုစွန့်ရင်ဖြစ်တဲ့မပြည့်စည်းနိုင်သောခန္ဓာကြောင့်အခုလိုမျိုးအင်အားကြီးတိုက်ခွဲရဲ့ဘေးကနေလွှမ်းမြောက်လာခဲ့တာပဲဖြစ်ပြီးခြိုက်သူရဲ့မပြည့်စည်နိုင်သောခန္ဓာကျူးခြင်းဟာဝိညာဉ်ဒုက္ခမဲ့အဆင့်အောက်ကဘလို့တိုက်ခိုက်မှုမျိုးအောက်ကမဆိုစားသောက်မှုကို9စက္ကန့်ကြာအင်မျိုးဖြစ်စေနိုင်တဲ့စွမ်းရည်ရှိပါတယ်။ရော့ကသူ့ဘေးနားမှာရှိတဲ့ခြိုက်သူကိုချက်ချင်းပဲလောချန်ကိုတိုက်ခိုက်မှုပြုလုပ်ဖို့လှမ်းပြောလိုက်ပြီးခြိုက်သူကလည်းတုံဆိုင်ခြင်းမရှိပဲသူ့ရဲ့အစိတ်ခွနဲ့ဝိညာဉ်လေးလက်နက်ဖြစ်တဲ့ဆက်နွယ်အလင်းနဲ့ပြစ်ခတ်ထည့်လိုက်ပါတယ်။လောချန်တိုက်ခိုက်မှုကိုဖမ်းနိုင်ခဲ့တယ်ဆိုပေမဲ့သူ့ရဲ့လက်ထဲမှာကုဘာတုံးတစ်ခုကျန်းနေခဲ့ပြီးအဆိုပါကုဘာတုံးကချက်ချင်းဆိုလိုပဲအစိတ်ဒီမှာကွဲထွက်သွားကလောချန်ကိုပိုက်ကွန်တဲ့ပုံစံမျိုးနဲ့ချုပ်နှောင်ပစ်လိုက်ပါတယ်။ဝိညာဉ်၃လောက်ကိုတော့ဖမ်းချုပ်ထားနိုင်တဲ့အထိစွမ်းဆောင်ရည်ကြီးမားတဲ့အဆိုပါဝိညာဉ်တွေကထုတ်လို့ရမှာအရန်ကိုခက်ခဲပြီးလက်ဝန်လွတ်တဲ့အစိမ့်မြင့်ဝိညာဉ်တွေဖြစ်တာမို့ထန်ခိုင်းရဲ့ဝိညာဉ်တွေပညာအတော်လေးကိုအစိမ့်မြင့်နေခဲ့ပြီဆိုတာကိုကျင်းုံချန်တယောက်ကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်
ဆရာကြီးကိုချုပ်ထားပြီးဖြစ်တာကြောင့်ရော့တို့ကတခြားသောရွှေမော်ခိုင်းရဲ့တင်းသားတွေကိုတိုက်ခတ်ရှင်းလင်းဖို့လုပ်ခဲ့ကြပြီးဝိနာတို့ကလည်းရော့ကိုဘလို့နီးနဲ့ဖြစ်ရှင်းလင်းပြချင်ကြတာကြောင့်ရော့ကိုအရင်ဦးအောင်တိုက်ခိုက်ကြပါတယ်ဇက်ရှီယာရော့ကိုကာဝယ်ပေးနိုင်မှုသူ့ရဲ့ဆွမ်းမင်းစားထိုးခြင်းနဲ့ရောက်လာခဲ့ပြီးဆွမ်းမင်းတုံခါချင်းကိုထုံသုံးပြီးရော့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ဝိနာကိုတွန်းထုတ်ကရော့ကိုကူညီပေးပြီးရနဲ့နောက်ထပ်တနေရာကိုထပ်မံကူးပြောင်းပြီးတခြားအသင်းသားတွေကိုတွားကူညီပေးခဲ့ပါတယ်ပုံမှန်ဆိုရင်ဇက်ရှီယာဆွမ်းမင်းစားထိုးခြင်းကိုအခုလိုမျိုးဇက်ထိုက်အသုံးမပြုနိုင်ဘူးဆိုပေမဲ့ရော့မှာသူ့ရဲ့ဝိညာဉ်ကိုစွန့်ရင်ကိုတူးပနိုင်တဲ့စွန့်ရင်ရှိတာကြောင့်အခုလိုမျိုးဇက်ထိုက်အသုံးပြုပြီးပြန်မကုန်းတစ်ခုလုံးကိုစိတ်ကြိုက်နေရာကူးပြောင်းသွားလာနိုင်နေခဲ့တာပဲဖြစ်ပါတယ်ချီစားချီရဟိုဘက်ကုန်းကူးလိုက်ဒီဘက်ခုံကူးလိုက်နဲ့တိုက်ခတ်ချက်တွေအောက်မှာရွှေမော်ခိုင်းသားတွေရုန်းကန်နေခဲ့ရပြီးတုံ့ပြန်နိုင်ဖို့ကိုပြီးမစွမ်းနိုင်တော့တဲ့အနေအထားဒီကိုရောက်နေခဲ့ရပါတယ်လောချာသူ့ရဲ့အတင်းသားတွေရုန်းကန်နေရတာကိုစမကြည့်နိုင်တော့တာမို့ပဲချုံနောက်ကိုအားကုန်တော့ရုံးထွက်လိုက်ပြီးရော့တို့ကိုတိုက်ခိုက်ဖို့ပြင်ပါတယ်ဒါပေမဲ့သူကခြေတလန်းနောက်ကျသွားခဲ့ပြီးသူအချုံနောက်ကလွတ်မြောက်ချိန်မှာပဲရော့နဲ့ဝါတုံးတို့ကသူတို့ရဲ့တန်းဝင်းရင်တွေကိုအောင်မင်းစွာပေါင်းဆက်လိုက်ပြီးချီအောင်လန်းစင်နဲ့တိုက်ခိုက်ထိလိုက်ပါတယ်ဒါပေမဲ့လောချာပေါ့ကီမဟုတ်တာကြောင့်ချီအောင်လန်းစင်ကနေရုံးထွက်ဖို့လုပ်ခဲ့ပြီးချီအောင်လန်းစင်ကလောချာကိုတခါတည်းဖြုတ်ချနိုင်မှုမလုံလောက်သေးဘူးဆိုတော့ကိုသိနေတဲ့ရော့တို့ကနောက်ထပ်တန်းဝင်းရင်ပေါဆက်စွန့်ရင်ဖြစ်တဲ့ကောင်းကင်အေဂရစ်တူကိုထုတ်သုံးတိုက်ခဲ့ပါတယ်ဝိနာကောင်းကင်အေဂရစ်တူကြီးကိုတားဆီးဖို့သူမရဲ့နှစ်တောင်းကြီးဝင်းရင်ကိုထုတ်လိုက်ပြီးနှစ်တောင်းကြီးအဆင့်ဖြစ်တဲ့စရုပ်ထမ်းမြောက်ဝင်းရင်ကိုစွန့်ရင်နဲ့တားဆီးဖို့လုပ်လိုက်ပေမဲ့မအောင်မြင်ခဲ့ပဲကောင်းကင်အေဂရစ်တူကြီးရဲ့လက်ချက်ကြောင့်ပဲရွှေမော်တသိန်းလုံးအကုန်မှောင်သွားခဲ့ကြရပြီးရှုံးနေသွားခဲ့ရပါတယ်ရော့ကအနိုင်ရသွားခဲ့တယ်ဆိုပေမဲ့ဝိနာရဲ့ဆွမ်းဆောင်ရည်ကိုပြန်လည်စဉ်းစားမိနေခဲ့ပြီးသူမအမွာတိုင်းဝင်းရင်ပိုင်းရင်ဖြစ်ုံနဲ့မကပဲနဲ့အုံတော်မူစားပန်တီတိုင်းဝင်းရဲ့ဝင်းရင်ကို6ကုန်းစလုံးပါနှစ်တောင်းကြီးတန်းတန်းနေကြီးဖြစ်တာမို့သူမကြောက်စရာကောင်းတဲ့ပါရမီရှင်တယောက်ဆိုတာကိုတေချာပေါင်းနားလေလိုက်တယ်အခုလိုမျိုးဆွမ်းအားကြီးပါရမီရှင်တွေကိုမွေးထုတ်ပြီးနိုင်တဲ့ပန်တီကိုင်းရဲ့အင်အားကိုလည်းသူ့တော်လေးဖြုံသွားမိခဲ့ပါတယ်။ပြန်ပွဲကြီးစဉ်ကရွှေထန်းရံကတော့ကြက်ရှိနေတဲ့ထိပ်သီးအသိန်းလေးသိန်းထဲမှာရှီလန်ကအနွယ်ဘွားအသိန်းသိန်းတောင်ပါဝင်နေခဲ့တာမို့အတော်လေးကိုစိတ်မသက်မသာဖြစ်နေခဲ့ပြီ။ရှီထန်းရံရဲ့စိတ်ချင်းတွေကိုနားလေတဲ့မင်းစရာဖြစ်သူကလည်းရှီထန်းရံအတွက်သူတို့ရဲ့မြင့်မြတ်ဝိညာဉ်သခင်အသင်းသားတွေဟာတေချာပေါင်းကြည်နဲ့စီနိုင်လောင်းမဲ့ရလက်ကိုဖန်တီးပြီးသားမှာဖေးချောင်းရှောက်နေခဲ့ပြီးနောက်တစ်ချိန်မှာတွေ့ရမယ့်ထန်ခိုင်းနေတဲ့အလားသာရှိပြီးအပြန်မကြည့်စီရဘူးဆိုကအမားတွေဘာတွေခံပေးနေခဲ့ပါတယ်။ဒါပေမဲ့ရှီထန်းရံမြင့်မြတ်ဝိညာဉ်သခင်အဖွဲ့သားတွေအနိုင်ရသွားခဲ့ရင်တော့သူတို့နီလာတိုင်းပြည်ရဲ့အင်အားအဆင့်မှန်မဟုတ်တာကြောင့်တိတ်မပြောနိုင်ဖြစ်နေခဲ့ပြီးဒလောကလူရဲ့ချစ်မှတ်ဖြစ်တဲ့ဗိဇာလဲတဲ့ဝိညာဉ်ဆရာတွေသာသူတို့တိုင်းပြည်ကိုကုစားပြီးဘိုးဆွဲသွားခဲ့ဒလောကလုံးကဝိုင်းဝန်းလှောင်ရကြမှာကိုစိုးရိမ်မိနေခဲ့ပြီးသူ့ရဲ့အဖြစ်ကထန်ခိုင်းတဲ့မြင့်မြတ်ဝိညာဉ်သခင်အဖွဲ့အစည်းဘယ်အသေးပဲနိုင်တယ်တိတ်ပြီးတော့မထူးတော့တဲ့အနေအထားဖြစ်နေခဲ့ရပါပြီဆိုလန်တူဗီကအပိုင်း62ကတော့ဒီမှာနေပြီးဆုံးသွားပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်အောင်တောင်းပေးလိုက်ရပါတယ်ခင်ဗျာ